အခုနောက်ပဲကိုကရေလူမျိုးလို့တော့ပြောရမှာရှက်လာပြီနော်ဘာဖြစ်လို့ကိုကရေလူမျိုးလို့တော့ပြောရမှာရှက်လဲဆိုတာကျွန်တော်ပြောမယ် Facebook page မှာ Facebook ဖွင့်လိုက်တာနဲ့ချုပ်ကရေလူမျိုးတစုနော်အနုပညာလိုမေသမီလိုမေသားလိုဆိုတော်လိုဘာမှမသိဆယ်လီလိုဘာစောက်ရည်ချင်းမှမရှိဘူးအဲ့နေတို့အားပေးခြင်းအားပေးနော်ကောင်းတဲ့အရာကိုအားပေးမကောင်းတဲ့အရာလုပ်ရေကိုလူမျိုးရဲ့ကိုယ်သက်ခါထိခက်လိုက်နေတို့အားမပေးနဲ့နော်သူများမင်းမလည်းယူသူများကောင်းမလေးလည်းယူသူများဟာလည်းယူနင့်မင်းမလည်းယူငါမင်းမလည်းယူအဲ့လိုမျိုးနေတို့ကဆောက်ချက်မရှိတာFacebook page မှာပတ်စာရှာတဲ့ချုပ်ကော်ရင်နော်အခုကရေလူမျိုးအများဆုံးပဲကျွန်တော်ပြောမယ်နော်အရှက်မရှိတဲ့ကောင်ဟိုတချို့ကဘာရေချင်းမှမရှိဘူးလီဒီချောင်းနဲ့သူ့မင်းမွေးလာတဲ့လီဒီချောင်းပဲရှိတယ်ယောက်ျားတဲ့လီပါတယ်အဲ့ဒါသူ့လီဒီချောင်းနဲ့ပတ်မွေးနေတာကရေရဲ့ရုပ်သားဖြူစေတဲ့အနုပညာတစ်ချင်းကိုသူကိုလိုပတ်ဆုပ်ပြီးတော့ပတ်ကတ်နေတာလီဒီချောင်းနဲ့ကျွန်တော်နာမည်ထပ်မပြောဘူးနော်အဲ့ဒါတိအဲ့ဒါအဲ့လိုကိုလူမျိုးကိုတက်ခါကိုချနေတဲ့ကောင်နေတို့ review လုပ်မှနေတို့ view ရမယ်ကြီးတဲ့လူများမယ်ဆယ်များလူဆယ်များမှနေတို့ပတ်စာရမယ်အဲ့ဒါနေတို့ရေချေးလားနေတို့မရှက်ဘူးလားကိုလူမျိုးကိုရေချေးကိုလူမျိုးကိုတက်ခါကိုထင်းထင်းစားပါနေတို့ကရေလူမျိုးဖြစ်ပြီးတော့မရှက်ဘူးအရေးကကရေလူမျိုးဟာကရေလူမျိုးကနော်တခြားဘာသာတခြားလူမျိုးတွေကရေလူမျိုးဆိုရင်ရိုးသားတယ်ပေါ့နော်ရိုးသားတယ်ဖြူစေတယ်ပေါ့နော်တအားရိုးသားတယ်နော်အလုပ်လည်းကြိုးစားတယ်ကရေရိုးရာတွေလည်းအရာမှကြည်နူးစရာကောင်းတယ်သူများအဖက်ဖက်ကချစ်တာပေါ့နော်အဲ့လိုမျိုးအခုနောက်ပဲနေတော့လူတစုရဲ့လောက်ရမှုကြောင့်နေသမီးလိုအမှုပညာလိုဘာလိုနဲ့နော်အများအဖြစ်အမေရိကန်နော်ကျွန်တော်ကြည့်တာအများအဖြစ်ပတ်စာရရပြီးရောဘာသူများစောက်ကြောပြောသူများအကုန်လုံးသူများတာသမီးကိုမကောင်းကြောပြောသူများကိုတက်ခတ်သူများကိုဆဲတယောက်နဲ့တယောက်ပြဆဲအဲ့ဒါနေတော့ရည်ချင်းလားတို့ပတ်စာရှာတာကိုရည်ချင်းကိုနီးပညာနဲ့ကိုမျှဝေကိုရည်ချင်းနဲ့ထောက်ချက်မရှိတဲ့လှုပ်တွေနေတော့လှုပ်နေတာငါပြောလဲပြောလို့နေကဘာဖြစ်လို့မြန်မာလိုပြောလဲကြည်လို့မပြောလားငါမြန်မာလိုပြောရင်100ရာခိုင်နှုန်းမှာ90ရာခိုင်နှုန်းတော့နားလဲတယ်အားလုံးနားလဲတယ်ငါကြည်လို့ပြောရင်စကားပြေလူမျိုးတစ်မျိုးပဲနားလဲမယ်ကြည်လို့ပြောရင်100ရာခိုင်နှုန်းမှာ20ရာခိုင်နှုန်းတော့ပဲနားလဲနေကြည်လူမျိုးထဲမှာရှစ်ကြည်နောက်ကြည်ပိုးကြည်စကားကြည်နော် ARD ကြည်တွေကဘယ်လောက်ရှိလဲဘယ်လောက်များလဲကြည်ပဲရှိရသေးလားအဲ့ဒါငါကြည်လို့မြန်မာလိုပြောလို့များဘာလဲဆရာကြီးလားငါကြည်လူမျိုးကိုလူမျိုးကိုရကိုတက်ခါကိုနော်အထေသိမခံစေချင်ဘူးအစော်ကမ်းမခံစေချင်ဘူးကြတာနေတော့ကြက်တတိထားနောက်ဆိုရင်နေတော့ဒီလိုမျိုးနော်အရှက်မရှိအနုပညာလိုဘာလို့အရှက်မရှိကိုကရေလူမျိုးလို့ကရေစကားမပြောနဲ့ကြလား